နောက်တစ်ခုပေါ့နော်နောက်တစ်ခုပြောချင်တာကတော့နယူးဇီလန်နဲ့ဂျပန်ရဲ့ညီမတို့က software engineer အနေနဲ့ salary ကိုနှိုင်းယှဉ်တဲ့အကြောင်းလေးပြောမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကိုကနယူးဇီလန်ကိုပြောပေးပေါ့နော်နယူးဇီလန်ရဲ့ salary pay rate တွေကဂျပန်နဲ့ဘယ်လို difference ဖြစ်လဲဆိုတာကိုနည်းနည်းပြောပြပေးပါလားလို့ဟုတ်ကဲ့ဟုတ်ပြီလေအဓိကကတော့ပေါ့နော်နယူးဇီလန်ကနည်းနည်းလေးတော့IT engineer အနေနဲ့ပေါ့နော်ကျွန်တော်လည်းတခြားဒီ engineer fees တွေတော့တေချာနားမလဲဘူးတခြားဆရာဝန်တို့ဒီပုံမှန်ဝန်ထမ်းတွေပေါ့နော်ပုံမှန်အဲ့လိုမျိုးဒီစတော့ဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေပညာသူတို့တွေတော့ကျွန်တော်သိမသိဘူးเนาะဒီလိုလောဆယ် IT အနေနဲ့ပြောပြရရင်เนาะ IT အနေနဲ့တော့လစာတော်တော်များတယ်ပေါ့နော်ပုံမှန်ကတော့သူကရေပွေးရအားဖြင့်တော့နယူးဇီလန်ကဂျပန်နဲ့စာရင် 1.4 ပေါ့1.4စာပို့ပြီးတော့များတယ်လို့ပြောတယ်ဒါပေမဲ့ ID ကအများကြီးပိုများတယ်ပေါ့နော်ဆိုတော့နယူးဇီလန်မှာအခုလက်ရှိ intern ဆိုရင်လောက်ရတယ်ပေါ့နော်ဂျပန်ယန်နဲ့ဆိုရင်3သိန်းခွဲလောက်ရတယ်ပေါ့နော်3သိန်းတစ်လောက်3သိန်းခွဲလောက်ရတယ်ပေါ့နော်ပုံမှန်တော်တော်များတယ်ပေါ့နော်3သိန်းခွဲဆိုဂျပန်မှာဆိုပုံမှန်ဝန်ထမ်းတစ်ယောက်ရဲ့လစာလောက်ရှိဒီမှာ intern ဆိုတာကတော်တော်အခွင့်အရေးနှိမ့်တဲ့ level လူတစ်ယောက်ကအဲ့လောက်ရတယ်เนาะသူဆိုရင် intern ဆိုတာတကယ်တမ်းကျတော့ကျွန်တော်စာချုပ်နဲ့လုပ်ရတာဂျပန်လိုမျိုးတခါတည်းလိုမျိုးဘယ်လိုပြောရမလဲဝန်ထမ်းအနေနဲ့ခေါ်ခန့်လိုက်တာမဟုတ်ဘူးเนาะဒီ intern ဆိုတော့တော်နေနေပေါ့ဒီမှာဒါပေမဲ့လည်းအဲ့ intern တော့မှာ3သိန်းခွဲလောက်ကစားတယ်ပေါ့နော်ဂျပန်မှာဆိုကျွန်တော်တို့နှစ်ယောက် ID လုပ်ခဲ့တာ2သိန်းလောက်ကပဲစားခဲ့တာပေါ့နော်ဂျပန်ရန်ပေါ့နော်ဟုတ်ကဲ့ကိုပြောခဲ့တယ်ဘာဟုတ်ပါတယ်ညီမတို့နှစ်ယောက်ဂျပန်မှာလုပ်ခဲ့တော့ဆိုရင်ချက်စချင်းလာစား beginner level ဆိုလို့ချင်း20ကနေစရဲပေါ့နော်အခုကိုပြောခဲ့တယ်လို့ဆိုလို့ချင်း New Zealand ရဲ့pay scale pay rate ကဂျပန်ထက်အများကြီးတာရဲပေါ့နော်စစချင်း intense လေးတော့ဘာမှမဟုတ်သေးပဲနဲ့အဲ့လိုမျိုးလေးလာစားပေးရပို့ပြီးမိုက်တာပေါ့ကိုနော်ဟုတ်တယ်အဓိကလာစားတော့နည်းနည်းပိုများတာပေါ့မိတယ်ဂျပန်မှာဆိုရင်စချင်းတစ်လောက်1030ဆိုရင်သူကတစ်နှစ်ဆိုရင်9ရှူကလောက်240 260ပေါ့နော်ဆိုတော့အဲ့လို bonus ပါတယ်ဆိုရင်အဲ့လောက်ကနေစတယ်ပြီးတော့ပုံမှန်ဝန်ထမ်းဆိုရင်1350 400လောက်ထိသွားတယ်ပြီးတော့တော်တော်အဆင့်မြင့်ဝန်ထမ်းဆိုတော့လောက်ပေါ့ senior ဝန်ထမ်းပေါ့နော်ဆိုရင်တော့1600လောက်ထိရတယ်ပေါ့ဒီထက်တော့ပိုရမှာလီဒါတော့ပါလို့ဆိုရင်တော့ဟုတ်တယ်ကိုဟုတ်တယ်ဟိုမှာintermediate software engineer လို့ဒါမှမဟုတ် senior level လို့ဆိုလို့ချင်းเนาะလာနဲ့တွက်မှဆိုရင်တစ်လောက်3သိန်းခွဲလောက်ကနေစမယ်ပေါ့เนาะ3သိန်းခွဲကနေပြီးတော့5သိန်းကြားရှိမှာပေါ့ဟုတ်အဲ့လောက်ထိရှိခဲ့တယ်ပေါ့เนาะဟုတ်နယူးဇီလန်ကြတော့သူကပုံမှန်ပေါ့เนาะပုံမှန်ဝန်ထမ်းဆိုရင်9000တစ်နှစ်စာပေါ့เนาะတစ်နှစ်စာကို9000တသိန်းလောက်ရတယ်ပေါ့เนาะအဲ့ဒါဆိုရင်တော့မှဂျပန်ရန်နဲ့တွက်ရင်1900လောက်ရှိနေပြီပေါ့เนาะပြောရရင်တကယ်ကို senior ဝန်ထမ်းဆိုရင်3သိန်း4000လောက်ထိရနိုင်တယ်ဆိုတော့အဲ့ဒါဆိုရင်တော့ဘယ်လိုပြောမလဲ1300ကျော်သွားပြီပေါ့တော်တော်များသွားပြီပေါ့အဲ့လိုမျိုး level ဆိုတာဂျပန်မှာရဖို့ဆိုတာမလွယ်ဘူးနော်1000ကျော်ဖို့ဆိုတာကျတော့ဟုတ်တယ်ကိုအဲ့လောက်ထိမြင့်တယ်ပေါ့နော်ဆိုတော့ဒီ software engineer အနေနဲ့ကတော့ New Zealand ကတော့ပို့ပြီးတော့ကောင်းတာပေါ့ salary အနေနဲ့ဟုတ်တယ်နော်ဟုတ်ကဲ့အဲ့ဆို software engineer တွေအနေနဲ့ဒီနိုင်ငံကိုလာဖို့အချစ်ပါပြတာဟုတ်တယ်မလားဟုတ်တယ်ဒီနိုင်ငံပို့ပြီးတော့လစာပို့မိုက်တယ်ဒါပေမဲ့တခြားအရာတွေရှိသေးရပေါ့နော်ဟုတ်အဲ့ဆိုရင်လစာလေးနဲ့ပတ်သက်ပြီးတော့ကတော့အဲ့လောက်ကတော့ပဲပေါ့နော်ဟုတ်ကဲ့ဟုတ်